ဒီနေ့ကျွန်တော်ပြပေးမယ့်အကြောင်းလေးတစ်ခုကတော့ကျွန်တော်တို့ World Cup မှာပြောင်းလဲလိုက်တဲ့စီးမြင်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပေးမှာလည်းဖြစ်ပါတယ်ဒီနေ့2026ဒါ FIFA ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာဆိုရင်တော့ကျွန်တော်တို့စီးမြင်းဒါအသစ်တွေထုတ်ပြီးတော့ပြောင်းလဲလိုက်တယ်ဒါကဘာလဲဆိုတော့ပွဲချိန်အတွင်းမှာအချိန်ဆွဲခြင်းကိုတားဆီးဖို့အတွက်နဲ့ကစားသမားတွေရဲ့စီကံပိုင်းဆိုင်ရာတွေကိုထိန်းချုပ်ဖို့အတွက်ကိုဒီစီးမြင်းတွေကိုထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်ဒါကတော့ဘာလဲဆိုတော့လက်ပစ်ဘောတွေနဲ့ဒါကိုကစ်တွေကို9စက္ကန့်တွင်ပြုလုပ်ရမှာလည်းဖြစ်ပါတယ်ကစားသမားတူကတော့ဒါလက်ပစ်ဘောဒါမှမဟုတ်ဒါကျွန်တော် Google ကန်တင်ချိန်မှာအချိန်ဆွဲနေမယ်ဆိုရင်နဲ့ကွင်းလည်တွေက9စက္ကန့်ကောင်းအောင်စတင်ပြတ်မယ်တကယ်လို့သတ်မှတ်ချိန်9စက္ကန့်ကျော်သွားပြီဆိုရင်ကျွန်တော်လက်ပစ်ဘောဖြစ်လျင်တစ်ဖက်အသင်းကိုလက်ပစ်ဘောပြစ်ခွင့်ပေးမယ်တကယ်လို့ Google သာဖြစ်နေမယ်ဆိုတော့တစ်ဖက်အသင်းကိုထောင်းကန်ဘောကန်ခွင့်ပေးသွားမှာလည်းဖြစ်ပါတယ်ဒါကတော့ပြောင်းလိုက်တဲ့စီးမြင်ဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့10စက္ကန့်အတွင်းမှာလူစားလဲရမယ်စီးမြင်ဖြစ်ပါတယ်ဒါကတော့လူစားလဲခံရတဲ့ကစားသမားကကွင်းပြင်ပကို10စက္ကန့်အတွင်းမှာထွက်ခွာရမယ်တကယ်လို့ဒါတမင်တကာနှောင့်နှေးနေတယ်ဆိုရင်ဒါလူစားဝင်မဲ့ကစားသမားကချက်ချင်းဝင်ခွင့်ရမှာမဟုတ်ဘဲနဲ့အနည်းဆုံး10မိနစ်ကစားကွက်လဲပတ်ပြီးမှဒါဝင်ခွင့်ရမှာလည်းဖြစ်တယ်ဒီတော့တွင်မှာမိမိရဲ့အသင်းကကစားသမား10ယောက်နဲ့ပဲရင်ဆိုင်ရှင်ပြိုင်ရမှာလည်းဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဒဏ်ရာကစားသမားကွင်းပြင်ပမှာ10မိနစ်နေရမယ်ဒါဆိုတော့ကွင်းထဲမှာစိတ်ကူးသားမှုခံရတော့ဒါမှမဟုတ်ဒဏ်ရာကြောင့်ပွဲရက်တန့်စီသောကစားသမားများဟာကွင်းပြင်ပကိုထွက်ရမယ်ဖြစ်ပြီးတော့ပွဲပြန်စားပြီးနောက်10မိနစ်ပြည့်မှသာကွင်းထဲကိုပြန်ဝင်ရှိမယ်ဒီမှာဆိုတော့ကျွန်တော်တို့ကဂိုးသမားတွေဒဏ်ရာရတဲ့ဟာတွေဒါဥကောင်းဒဏ်ရာရတဲ့ဟာတွေပြီးတော့ကပ်ပြားဒါကျွန်တော်ကပ်ပြားထိပြီးတော့ပြည့်တယ်မော်ထိလောက်တဲ့ဖြတ်ထုတ်မှုကြောင့်ဒဏ်ရာရခြင်းတွေတော့ပါဝင်သွားမှာမဟုတ်ဘူးကျွန်တော်တို့ဒါရိုးနှံဖြတ်ထုတ်ရင်းနဲ့ကပ်ပြားမပြမယ်နာဝါလို့ဒဏ်ရာရတယ်ဆိုတော့ကွင်းပြင်မှာ10မိနစ်နေမှာကွင်းထဲကိုပြန်ဝင်ရရှိမှာလည်းဖြစ်ပါတယ်နောက်ထပ်စီးမြင်တစ်ခုကတော့ဂိုးသမားကဘောလုံးကို8စက္ကန့်သာကန်ရမှာဖြစ်ပါတယ်ဂိုးသမားကဘောလုံးကို8စက္ကန့်သာကန်ထားခွင့်ရှိပြီးတော့နောက်ဆုံး9စက္ကန့်ကိုကွင်းလန်ကလက်ဖြင့်ရေတွက်မယ်ဖြစ်ပြီးတော့ကန်သက်ခက်ကျော်လုံးသွားမယ်ဆိုရင်တော့တစ်ဖက်အသင်းကိုကော်နာဘောပေးရမှာလည်းဖြစ်ပါတယ်ဒါကလည်းနောက်ထပ်ထုတ်ပြန်လိုက်တဲ့ဂိုးသမားတွေတက်စီးမြင်သစ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘာစီးမြင်လဲဆိုတော့ပါဇက်ပိတ်၍ရန်ဖြစ်မယ်ဆိုရင်အနီကက်ပြမယ်ဆိုတဲ့စီးမြင်ဖြစ်ပါတယ်ဒါတော့ဒီလောမှာဟိပြသွားတဲ့အကြောင်းအလေးဆိုရင်လည်းမမာဘူးကျွန်တော်တို့ပြီးခဲ့တဲ့ဒါလတွေတော့ပေါ့နော်ကျွန်တော်တို့ Real Madrid ရဲ့ကစားသမားဒါ Vinicius ဘောဒီလိုမျိုးကျူးလွန်ခဲ့တဲ့အကြောင်းအလေးတွေရှိတယ်တစ်ဖက်ကစားသမားဒီအကြောင်းနဲ့ပတ်သက်ပြီးဒီခု FIFA ရဲ့ဒါစီးမြင်သက်မှန်ဆိုလဲဒီလိုမျိုးအကြောင်းတစ်ခုထုတ်လိုက်တယ်ဒါဆိုတော့တစ်ဖက်ကစားသမားဒါမှမဟုတ်ဒိုင်လူကြီးနဲ့စကားများမယ်အငင်းပွားချိန်မှာဒါကိုကပြောဆိုတဲ့စိတ်ဆူရမ်းမှုဒါမှမဟုတ်ခွဲခြားဆက်ဆံမှုတွေကိုကွင်းလယ်တွေကမသိဖို့အတွက်လက်အင်ဂျီဂျာစီဖြင့်ဒါပါဇက်ကိုဖုံးပြောဆိုခြင်းတွေဓာတ်ရိုက်ပြုတ်လုပ်မယ်ဆိုရင်တော့ဒါကိုတော့ဓာတ်ရိုက်အနီကပြပြီးတော့ဒီလူကိုထုတ်ပယ်သွားမှာလည်းဖြစ်ပါတယ်နောက်ထပ်စီးမြင်တစ်ခုကတော့ကွင်းထဲမှာတပိတ်မောက်ပြီးထွက်ခွာလရင်အနီကပြမှာလည်းဖြစ်ပါတယ်ဒီကြောင့်ကတော့ဒိုင်လိုကြီးရဲ့ဆုံးဖြတ်ချက်ကိုမကျင်တဲ့ဘဲနဲ့ကျွန်တော်တို့ကွင်းထဲကမကျင်မနက်လမ်းလျှောက်ထွက်သွားတဲ့ကစားသမားတွေကိုအနီကပြမှာဖြစ်ပြီးတော့တကယ်လို့အသင်းတစ်ခုလုံးကကွင်းထဲမှာထွက်သွားမယ်ဆိုရင်တော့ဒီပြိုင်ပွဲကိုရှုံးနေကြောင်းသတ်မှတ်သွားမှာလည်းဖြစ်ပါတယ်နောက်ထပ်စီးမြင်တစ်ခုကတော့မာယန်နဲ့ဒုတိယဝေါ်ကန်နဲ့လူမားကပ်ပြချင်းကိုစစ်ဆေးသွားမယ်ဆိုတဲ့အကြောင်းဒါကဘာလဲဆိုတော့ကစားသမားတူကနေမာယန်နဲ့ဒုတိယဝေါ်ကန်ကြောင့်အနီကပြပြီးထွက်သွားမယ်အကြောင်းတွေရှိမယ်ပြီးတော့ဒိုင်လူကြီးကပြစ်ဒဏ်ကျွလွန်သူမဟုတ်ဘဲနဲ့တခြားကစားသမားကိုမာယန်ပြီးတော့ဒါအဝါကတ်အနီကပြမိပါကလည်းဒီအဝါကတ်အနီကတွေကို VAR ကဝင်ရောက်စစ်ဆေးပြင်ဆင်ပေးနိုင်မှာလည်းဖြစ်ပါတယ်ဒါကလည်းကမ္ဘာပလားမှာနစ်နာမှုအသင်းတွေနစ်နာမှုမရှိသေးရင်ထည့်သွင်းပေးတဲ့စီကံချက်တစ်ခုလည်းဖြစ်တယ်နောက်ထပ်တစ်ချက်ကတော့မာယန်နဲ့ကော်နာဘောဆုံးဖြတ်ချက်တွေကိုဒါပြုပြင်ပေးသွားမှာလည်းဖြစ်ပါတယ်တောင်းကံမောပေးလိုက်တဲ့ဆုံးဖြတ်ချက်ကတိတိကျကျမှားယွင်းပြီးတော့ပွဲကိုကြံ့ကြာစေမှုမရှိသေးပဲချက်ချင်းပြင်ဆင်နိုင်မှုအတွက်ကိုဒါ VAR ဂျားဝင်ပြင်ဆင်ပေးခွင့်ရှိသွားမှာလည်းဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့3မိနစ်ရေတက်ဖြစ်တည်မိမယ် hydration break ပါပါတယ်ဒီအကြောင်းကဘာလဲဆိုတော့ရာသီဥတုအခြေအနေဘယ်လိုပဲဖြစ်ပေါ်နေပါစေကျွန်တော်တို့ကဘာဖလားတွေပွဲစဉ်တိုင်းကိုပေါ့နော်ပထမပိုင်းနဲ့ဒါဒုတိယပိုင်း22မိနစ်ဝန်းကျင်တိုင်းမှာကစားသမားတွေကိုဒါရေတောက်ချိန် water break ကိုဒါပွဲချိန်အတိုင်းမှာပေါ့နော်3မိနစ်စီမဖြစ်မနေရန်နာပေးသွားမှာလည်းဖြစ်ပါတယ်ဒါကလည်းဒါ FIFA ထုတ်ပြန်လိုက်တဲ့စီးမြင်တစ်ခုဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒါအကြံကြီးတဲ့စီးမြင်ပေါ့နော်ဒီစီးမြင်ကတော့ဒါဒိုင်လူကြီးတွေကိုကျွန်တော်ဒါဘော်ရီကန်တွေဝစ်စင်ပေးသွားမှာလည်းဖြစ်ပါတယ်ဒိုင်လူဒါအခုကဘာပွဲတွေမှာပြည်သက်တွေလည်းမြင်ရမှာပါတချို့သောကျွန်တော်တို့ရုပ်တံပြကွက်တွေတချို့သောကျွန်တော်တို့ဒါကစားသမားတွေကန်လိုက်တဲ့short တွေပါတွေဆိုရင်ကျွန်တော်တို့ဒိုင်လူကြီးရဲ့ဒီရင်ဘက်မှာတက်ထားတဲ့ဝက်ကန်ကနေပြီးတော့ပြန်ပြတဲ့ဟာလေးတွေရုပ်ကက်လေးတွေ slow လေးတွေကျွန်တော်တို့ဒါတွေပြန်ပြီးတော့ replay ပြကွက်လေးပြန်မြင်ရတယ်ဒါလေးလည်းပြည်သက်တွေသိထားမိမယ်လို့လည်းထင်တယ်ဒီဒိုင်လူကြီးတွေအပေါ်မှာကစားသမားတွေရဲ့ဒီရုပ်ကက်ဒီဘာလို့ကန်တက်ဆိုတဲ့အကြောင်းအရာပါเนาะဒါဒိုင်လူကြီးတွေအပေါ်မှာဒါကစားသမားတွေရိုင်းဆိုင်မှုတွေကိုမတန်းတင်ဖို့နဲ့မတန်းတင်ရတဲ့ဒါပွင့်လင်းမြင်သာမှုရှိစေရန်အတွက်ဒိုင်လူကြီးတွေရဲ့ရင်ဘတ်မှာဒါမှမဟုတ်ဦးကောင်းမှာဒါ body can တွေကိုတက်ဆင်ခွင့်ဒါပြုသွားမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဒါပြည်သက်တွေကိုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့2026 FIFA ကမ္ဘာဖလားပြိုင်ပွဲမှာကျွန်တော်တို့ဒါ
ပြောင်းလဲသတ်မှတ်လိုက်တဲ့စီမင်းတွေထုတ်ပြန်လိုက်တဲ့စီမင်းတွေအသစ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးဖို့ရှိပါတယ်ဒီနေ့အစီအစဉ်ကတော့လောက်ပါပဲအားလုံးကိုနောက်ထပ်အစီအစဉ်တွေမှာပြန်လည်ပြီးတော့တွေ့ကြပါသေးတယ်အားလုံးပဲရှိပါ